င်္ဂလာပါရှင် Auto Dynamic Hack ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရှေ့ဗီဒီယိုရဲ့ comment တွေမှာမေးထားကြတဲ့ LPG ကားဆိုတာဘာလဲ LPG ကဘာလဲစတဲ့မေးခွန်းတွေကိုဖြေပြပေးတော့မှာဖြစ်ပါတယ် LPG ဆိုတာက Liquefied Petroleum Gas ရဲ့အတိုကောက်အခေါ်ပါ LPG ကရေနံစိမ်းကနေထုတ်လုပ်ထားတာဖြစ်ပြီးတော့ propane နဲ့ butane ရောစပ်ထားတဲ့ gas ဖြစ်ပြီး liquid type ဖြစ်တယ်လို့လေးထက်လဲလေးပါတယ်ဒီ liquefied petroleum gas ကိုစားသောက်ဆိုင်တွေဟိုတယ်တွေမှာအသုံးများပြီးတော့အချို့တော်မော်တော်ကားတွေမှာလည်းအသုံးပြုကြပါတယ် LPG ဟာဆိုရင်တကယ်ကောင်းတဲ့ gas မျိုးစားဖြစ်ပြီးတော့လက်ရှိဈေးကွက်မှာဆိုရင်ဂျပန်နိုင်ငံထုတ် Yanmar 40N98G Kubota WG 1605 series ZG 332 MOA Garmin Gera generator set စတဲ့ engine တွေမှာ LPG သုံး engine တွေကိုအသုံးပြုကြပါတယ်။လက်ရှိကမ္ဘာပေါ်မှာ LPG သုံးနေတဲ့ကားရည်သွဲဟာဆိုရင်25တန်းလောက်ရှိနေပါတယ်။မြန်မာနိုင်ငံမှာတော့ AC ကား6စီး၊ကုန်တင်ကား1 Ford 84စီး၊ကုန်တင်ကား1 4 2စီး၊အခြားမျိုးစားတစ်စီးစုစုပေါင်း LPG ကား83စီးသာရှိရလို့သိရပါတယ်။ Auto Dynamic Hack ပိတ်သက်ကြီးအနေနဲ့နောက်သိချင်တဲ့အကြောင်းအရာတွေရှိရင်လည်း comment မှာမှတ်ခဲ့ပေးလို့ရပါတယ်ရှင်။ Auto Dynamic Hack